ဒီလိုမျိုးကာတွန်းဗီဒီယိုလို့စိတ်ဝင်စားလားစိတ်ဝင်စားရဲဆိုရင်မိတ်ဆွေတို့ဒီဗီဒီယိုလေးကိုအစအဆုံးထိကြည့်လိုက်ပါဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဒီလိုမျိုးကာတွန်းဗီဒီယိုလုပ်ဖို့အတွက် ChatGPT ဒီ software လေးပေါ့နော်ဒီ software လေးလိုအပ်တယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဖုန်းမှာကိုမရှိဘူးဆိုရင်မိတ်ဆွေတို့က Play Store မှာ download ဆွဲလို့ရပါတယ်ဟုတ်ပြီကျွန်တော် ChatGPT မှာဝင်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်တို့ ChatGPT ကို story ရေးခိုင်းရမှာဖြစ်ပါတယ်နော်ဟုတ်ပြီကျွန်တော် story တစ်ခုရေးခိုင်းလိုက်ပါမယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီမှာရှင်သေးတကောင်နဲ့ခွေတကောင်ရဲ့ဇာလန်ရေးပြပါလို့ကျွန်တော် ChatGPT ကိုခိုင်းလိုက်မှာပေါ့နော်ဟုတ်ပြီခဏဆောင်လိုက်မယ်သူကဒီမှာ story ဇာလန်ပေါ့နော်ဇာလန်သူကရေးပေးနေပြီပေါ့နော်ဟုတ်ပြီဟုတ်ပြီကျွန်တော်ဒီဇာလန်ကိုပေါ့နော်ဒီဇာလန်ကိုအကောင်လုံးကျွန်တော် copy ယူလိုက်ပါမယ်ဟုတ်ပြီကျွန်တော်လေးရနဲ့ထွက်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဗီဒီယိုဖန်တီးဖို့အတွက်ကျွန်တော်တို့ Chrome browser ထဲဝင်ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဝင်သွားလိုက်မယ်ဟုတ်ပြီ search bar မှာ twin chat လို့ရိုက်ချလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီအပေါ် website မှာဝင်ရမှာဖြစ်ပါတယ်နော်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာရောက်လာပြီဆိုရင်မိတ်ဆွေတို့က ChatGPT နဲ့ကူးထားတဲ့ဇာတ်လမ်းကိုဒီမှာ paste လုပ်ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ပို့လိုက်မယ်ဒီမှာကြတော့ကျွန်တော်ပုံလုံးခိုင်းမယ်ပေါ့နော်သူအပိုင်းတိုင်းပုံလုံးခိုင်းမယ် prompt လည်းတောင်းမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီမှာစာရေးလိုက်ပါမယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီမှာရေးလိုက်ပြီပေါ့နော်ဇာလန်အပိုင်းအတိုင်းပုံနဲ့ prompt လုပ်ပေးပါမြန်မာကာတွန်း 3D ပေါ့နော်ဟုတ်ပြီကျွန်တော်ပို့လိုက်မယ်ကြည့်အောင်ပါဖြစ်လေပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာပေါ့နော်သူကပုံတော့လုပ်ပေးလိုက်ပြီပေါ့နော်ဒါပေမဲ့ prompt ကတော့သူကမပေးသေးဘူးပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒီပုံလေးကိုကျွန်တော်တို့ဘယ်လိုဗီဒီယိုဖန်တီးရမလဲပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဖန်တီးပြပါမယ်ဟုတ်ပြီကျွန်တော်အရင်ဆုံး prompt လေးတောင်းလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာသူက6ခုလုပ်ပေးထားတယ်ပေါ့နော်မိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီပုံကကြတော့သူကဘယ်နှခုလုပ်ပေးထားလဲပေါ့နော်ကြည့်အောင်တစ်ပုတ်နှစ်ပုတ်သုံးပုတ်လေးပုတ်ငါးပုတ်6ပုတ်9ပုတ်10ပုတ်9ပုတ်ပေါ့နော်သူတစ်ပုတ်ကိုကျွန်တော်တို့ prompt တစ်ခုလုပ်ပေးထားတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အရင်ဆုံး prompt တစ်ခုကို copy ယူလိုက်မယ်ဟုတ်ပြီဒီအပေါ်က prompt ကိုကျွန်တော် copy ယူလိုက်မယ်ဟုတ်ပြီပထမပုံမှာကျွန်တော်ဝင်သွားလိုက်မယ်ဟုတ်ပြီဒီနေရာရောက်လာလို့ရှိရင်မိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ပေါ့နော် create video ပေါ့နော်ဒီမှာပေါ့နော်မိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်ကူးထားတဲ့ prompt ကိုဒီမှာ paste လုပ်ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်လှုပ်လိုက်မယ်အဲ့ဒါပြီးပါလို့ရှိရင်မိတ်ဆွေတို့ကဒီအမျှလေးကိုနှိပ်ရတာဖြစ်ပါတယ်နော်ဟုတ်ပြီကျွန်တော်နှိပ်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကဒီမှာကြည့်လို့ရပြီပေါ့နော်ကျွန်တော်တို့ဗီဒီယိုကိုဖန်တီးနေပြီပေါ့နော်ဟုတ်ပြီအဲ့ဒီတိုင်းပဲကျွန်တော်ဒုတိယတစ်ပုတ်ကိုပေါ့နော် copy ယူလိုက်မယ်သူကတစ်ခုပြီးမှတစ်ခုလုပ်လို့ရရင်ပေါ့နော်ဟုတ်ပြီဘူးတော့မရဘူးပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီရပါတော့ကျွန်တော်တို့100ရာခိုင်နှုန်းပြည့်သွားအောင်ကျွန်တော်တို့စောင့်ပေးရမှာဖြစ်ပါတယ်မိတ်ဆွေတို့ကဒီမှာကြတော့အလွယ်တကူနဲ့ဖန်တီးလို့ရတယ်ပေါ့နော်မိတ်ဆွေတို့က high quality ဗီဒီယိုရရင်ပေါ့နော်ဟုတ်ပြီကျွန်တော်စောင့်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာပေါ့နော်ကျွန်တော်ဗီဒီယိုတစ်ပုတ်ရပြီပေါ့နော်ဟုတ်ပြီကျွန်တော်အဲ့ဒါကို play လုပ်ပြပါမယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာနှိပ်ပြီးတော့မိတ်ဆွေတို့ကဒီဗီဒီယိုလေးကို download ဆွဲလို့ရပါတယ်ဒီနေရာလေးပေါ့နော်ဒီနေရာလေးနှိပ်ပြီးတော့ကျွန်တော်တို့ဒီဗီဒီယိုလေးကို download ဆွဲလို့ရပါတယ်ဟုတ်ပြီကျွန်တော်ဒီဗီဒီယိုကို download ဆွဲလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော် download
ဆွဲပြီးပါပြီပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကဒီလိုပဲပုံကိုနှိမ့်ပြီးတော့မိတ်ဆွေတို့က prompt ထည့်ပြီးတော့ဗီဒီယိုဖန်တီးလို့ရပါတယ်နော်ဟုတ်ပြီဒုတိယတစ်ပုဒ်ကိုကျွန်တော်လုပ်ပြပါမယ်ဟုတ်ပြီ prompt copy ယူလိုက်မယ်ဗီဒီယိုဆိုတဲ့နေရာလေးကိုနေလိုက်ပါတော့ဒီမှာပေါ့နော် create video ဆိုတဲ့နေရာလေးကိုနေလိုက်မယ်အဲ့ဒါပြီးပါလို့ရှိရင်ကျွန်တော်ကုထားတဲ့ prompt ကိုဒီမှာ paste လုပ်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒုတိယဗီဒီယိုဖြစ်နေပြီပေါ့နော်ဖန်တီးနေပြီပေါ့နော်ဒါတော့ကျွန်တော်တို့100ရာခိုင်နှုန်းအထိစောင့်ပြရမှာဖြစ်ပါတယ်နော်တိတ်တော့မကြပါဘူးခဏလေးနဲ့တူတာပြည့်သွားတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်စောင့်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒုတိယဗီဒီယိုရပြီပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော် play လုပ်ပြပါမယ်ဟုတ်ပြီကျွန်တော် download ဆွဲလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်နောက်တစ်ပုဒ်လုပ်ပြပါမယ်ဒီ prompt ကို copy ယူလိုက်မယ်နံပါတ်3ပေါ့နော်ဟုတ်ပြီကျွန်တော်နံပါတ်3ပုံမှာဝင်သွားလိုက်မယ် create video ဆိုတဲ့နေရာလေးကိုနေလိုက်မယ်ဟုတ်ပြီဒီနေရာရောက်လာလို့ရှိရင်မိတ်ဆွေတို့က prompt paste လုပ်ရမှာဖြစ်ပါတယ်ဟုတ်ပြီ100ရာခိုင်နှုန်းပြည့်သွားအောင်ကျွန်တော်စောင့်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာဗီဒီယိုဖန်တီးတာအရန်ကိုလွှဲပါတယ်မိတ်ဆွေတို့ကလောက်တက်သွားလို့ရှိရင်မိတ်ဆွေတို့ကဝင်ရှာလို့ရတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကဒီလိုမျိုးကာတွန်းဗီဒီယိုလုပ်ပြီးတော့ TikTok ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ်ပေါ့နော် Facebook ပဲဖြစ်ဖြစ်တင်ပြီးတော့မိတ်ဆွေတို့ကဝင်ရှာလို့ရတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကဒီ Twin Chat website နော်အဲ့ဒီ Twin Chat website ဝင်သွားလို့ရှိရင်မိတ်ဆွေတို့က Gmail ချက်ရမှာဖြစ်ပါတယ်နော် Gmail နဲ့ sign up လုပ်လိုက်ပါဟုတ်ပြီအဲ့ဒါပြီးပါလို့ရှိရင်မိတ်ဆွေတို့ကဒီမှာအရန်ကိုလွှဲပါတယ်ဗီဒီယိုဖန်တီးတာပဲဖြစ်ဖြစ်ပေါ့နော်တခုခုမဲတာပဲဖြစ်ဖြစ်သူကမြန်မာလို့ဖြည့်ပေးတယ်ပေါ့နော်မိတ်ဆွေတို့ကမြန်မာလို့စာရေးလို့ရတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လိုက်ရတယ်ပေါ့နော်ကျွန်တော်တတိယပုံဗီဒီယိုရပြီပေါ့နော်ဟုတ်ပြီအဲ့ဒါကိုကျွန်တော် play လုပ်ပြပါမယ်အရင်ကမိုက်ပါတယ်နော်မိတ်ဆွေတို့ဒီမှာကြည့်လို့ရပါတော့အတန်ပညာအကုန်ထည့်ပေးတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါကိုကျွန်တော် download ဆွဲလိုက်မယ်ဟုတ်ပြီနှုတ်တစ်ပုတ်ကျွန်တော်ဖန်တီးပြပါမယ်ဟုတ်ပြီကျွန်တော် prompt copy ယူလိုက်မယ်ဟုတ်ပြီခဏစောင့်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော် YouTube channel ကိုအခုဒီ subscribe မလုပ်သေးလဲ subscribe လေးလုပ်ထားပါဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဗီဒီယိုရပြီပေါ့နော်ဟုတ်ပြီကျွန်တော် play လုပ်ပြပါမယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီဗီဒီယိုလေးကို download ဆွဲလိုက်မယ်ကျွန်တော်ဗီဒီယိုလေးပုတ်လုပ်ပြီးပါပြီပေါ့နော်မိတ်ဆွေတို့ကကြိုက်သလောက်ဒီမှာဗီဒီယိုလုပ်လို့ရတယ်ပေါ့နော်ဖန်တီးလို့ရတယ်ပေါ့နော်မိတ်ဆွေတို့ကစောက်တစ်ချက်မှပေးစရာမလိုဘူးဒါမှဒီမှာကြာတော့ကျွန်တော်တို့ unlimited ပေါ့နော် unlimited ဗီဒီယိုfree ထုတ်လို့ရပါတယ်ကျွန်တော်တို့ပတ်စံပေးစရာလည်းမလိုဘူး credit ကုန်ဖို့ကြောက်စရာလည်းမလိုဘူးပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုလေးပုတ်ဖန်တီးပြီးပါပြီပေါ့နော်ဟုတ်ပြီ